blending and segmenting ကိုတည်တည်ချာချာတည်ထားပြီလား Hello မင်္ဂလာပါကျွန်မနာမည်ကရဖြစ်ပါ Early Childhood Educator တရားဖြစ်ပါတယ်ဒီနေ့တော့ကျွန်မ phonics သင်ကြားရေးမှာတည်ထားမယ်ပေါ့နော်ဒီရေးကြည့်တဲ့ blending နဲ့ segmenting skill နဲ့အကြောင်းကိုပြောပြပေးသွားချင်ပါတယ် Okay ဒါဆိုရင်ကလေးတွေကကျွန်တော်တို့ phonics သင်ပြီဆိုရင်အရင်ဆုံးသင်ကြားတယ်လေပေါ့နော်ကျွန်တော်တို့ phonics သင်ကြားရေးမှာဆိုရင်ကလေးတွေအရင်ဆုံး letter sound လေးတွေနဲ့ mix up ပြီးပေါ့နော်ကလေးတွေကို letter sound လေးတွေ mix up ပေးတယ် A ရဲ့အတန်လေးကနော် B ရဲ့အတန်လေးက B စသည်ဖြင့်letter sound တွေကို mix up ပေးတယ်ဒါပေမဲ့ကလေးက letter sound တွေအားလုံးကိုသိသွားတဲ့အခါမှာ letter sound တွေကိုသိသွားတဲ့ letter ရဲ့ပုံစံတွေကိုသိသွားတယ်ဆိုတဲ့အခါမှာသူကစာဖတ်တတ်ပြီလားဆိုတော့မဖတ်တတ်သေးပါဘူးเนาะအရေးကြီးတာက blending ကိုကလေးကလုံးတက်မှသာသူကစာဖတ်ခြင်းကိုစတင်ပြီးတော့လုံးနိုင်မှာဖြစ်ပါတယ်အဲဒီလိုပဲစာရေးခြင်းပေါ့เนาะစလုံးလေးတွေကိုပေါင်းပြီးတော့စာရေးတော့မယ်ဆိုလို့ရှိရင်လည်းကျမတို့သူက A တစ်လုံး B တစ်လုံး C တစ်လုံးเนาะသူရေးတတ်မယ်ဒါပေမဲ့သူရေးချင်တဲ့အဓိပ္ပာယ်ရှိတဲ့ words လေးတွေကိုသူ့ခေါင်းထဲမှာရှိတဲ့ဒီစလုံးလေးတွေကိုသူချရေးဖို့ဆိုရင်သူ segmenting ကိုလုံးတက်တော့မှဒါသူ့အနေနဲ့ဒါ sentence တွေရေးလာနိုင်မှာဖြစ်တယ်ပေါ့เนาะအဲ့တော့ကျမတို့ကဒီ blending နဲ့ segmenting ဆိုတာဒီ phonics ပေါ့ဒီစာဖတ်ခြင်းစာရေးကြေးကြားရေးမှာအဓိကကျတဲ့ skills တွေဖြစ်ပါတယ်အရင်ဆုံး blending ဆိုတာပါလဲပေါ့နော် blending ဆိုတာကတော့ဒီအတန်လေးတွေပေါ့ letter sound တစ်ခုချင်းစီရဲ့အတန်လေးတွေကိုပေါင်းဆက်ပြီးတော့ပေါ့နော်ထွက်တက်လာအောင်လေ့ကျင့်ရတာဒီကြားရတယ်ကိုကျွန်တော်တို့ blending လို့ခေါ်ပေါ့နော်အဲကျွန်တော်တို့ရဲ့အဆောင်လေးကိုဒီအတန်လေးကိုကျွန်တော်တို့တင်လိုက်ပြီးပြီးရင်ကျွန်တော်တို့နော်ဒါလေးကိုတင်လိုက်ပြီးart ဆိုတဲ့အတန်လေးရဲ့ဆိုတဲ့အတန်လေးကိုဒီလိုပေါင်းဆက်ပြီးတော့ art လို့ထွက်တဲ့ဒါ skill က blending လို့ခေါ်ပါတယ်ဒါဆိုရင်segmenting ကိုတော့ပေါ့နော် segmenting ကဘာလဲဆိုတော့သူက blending နဲ့opposite ပြောင်းပြပေါ့နော်ကျွန်တော် art လို့ပြောလိုက်မယ် art နော် art လို့ပြောလိုက်မယ်ဆိုရင်ကလေးကအဲ့တောင်ကိုရေတော့နားထောင်လိုက်တယ် art မှာဘယ်အတန်ဘာတန်နေပါလဲ art ဆိုတဲ့အတန်ပါတယ်ဆိုတဲ့အတန်ပါတယ်ဆိုပြီးတော့သူကခွဲခြမ်းစိတ်ဖြာနိုင်တာကိုကျမတို့ segmenting လို့ခေါ်ပါတယ်ဒါ blending ကစာဖတ်ဖို့အတွက်လိုအပ်တယ်လို့ segmenting ကကျမတို့ words တွေကိုရေးချနိုင်ဖို့လိုအပ်တဲ့ skill တစ်ခုဖြစ်ပါတယ်ဒါဆိုကျမတို့ဒီသင်ကြားရေးနည်းလမ်းလေးတွေကိုသွားလိုက်မယ်နော်ပြီးတော့ကျမတို့ data လေးတွေကိုလိုမျိုး practice လေးတွေလုပ်ပေးချမယ်လေပေါ့နော်လုပ်ပေးချမယ်တို့ blending တွေဆက်လုပ်ခြင်းမှာခလေးရတယ်ချက်ချင်းပေါ့နော်ချက်ချင်းမတွက်တာမျိုးဖြစ်နိုင်တယ်ပေါ့နော်ချက်ချင်းမဖတ်တဲ့ blend မလုပ်နိုင်တာမျိုးလေးဖြစ်နိုင်တယ်ဒီလိုဆိုရင်သူ့ကိုblend လုပ်ရမှာလွယ်ကူအောင်လို့ကျမတို့တချို့အချက်ကလေး blend လုပ်ရမှာလွယ်ကူမဲ့အချက်ကလေးတချို့ကိုကျမပြောပြပေးခြင်းတယ်ပေါ့နော်အဲ့ဒါကတော့အရင်ဆုံးသူရဲ့letter sound တွေကိုသင်တဲ့အခါမှာပေါ့နော်letter sound တီးတန့်လေးကိုဒါသင်ပေးတာကပို့ပြီးတော့ blending ကိုအထောက်အကူပြုစေတယ်ပေါ့နော်ဥပမာဆိုရင်ကျမတို့ဆိုတဲ့အတန်လေးကိုကျမတို့သင်တဲ့အခါမှာစလို့တင်မဲ့စာဆိုပြီးတော့သူရဲ့အတန်ရင်အတန်တီးတန့်အတန်လေးကိုပဲတင်တယ်ပေါ့နော်နောက်ကနေဆိုတဲ့အတန်လေးကိုထည့်လိုက်ပြီဆိုရင်စာချဆိုသူတင်တယ်နည်းနည်းလေးခက်ခဲနေနိုင်တယ်ပေါ့နော်စာချနော်ဆိုတဲ့အတန်လေးကိုကျမတို့တီးတန့်လေးပေါ့နော်သူဘာနဲ့မှအနောက်ကဘာနဲ့မှမရောပဲနဲ့သူ့ရဲ့အတန်စစ်ကိုသင်ပေးခြင်းဟာ blending အတွက်အထောက်အကူပြုစေပါတယ်နောက်တစ်ချက်ကတော့ကျမတို့ဒီသင်တဲ့အခါမှာပေါ့နော်ကျမတို့စပြီးတော့ blend လုပ်တဲ့အခါမှာကျမတို့ရှေ့ကနေပေါ့နော်စတဲ့ words လေးပေါ့နော်ဥပမာဆိုရင် b ဆိုလို့ရှိရင်ကျမတို့ b ဆိုရင်ကျမတို့ပြတ်သွားတယ်ပေါ့နော်အတန်ပြတ်သွားတယ်ဟိုတောက်လျှောက်ကျမတို့ပြောလို့မရဘူးပေါ့နော်ဥပမာရဲ့အတန်ဆိုရင်နော်ကျမရှေ့ကြီးပြောနိုင်တယ်ပေါ့နော်တောက်လျှောက်ပြောသွားလို့ရတဲ့အတန်ပေါ့နော်တောက်လျှောက်ပြောသွားလို့ရတဲ့အတန်လေးပါရှေ့ဦးမလို့ခဆိုရင်ပြတ်သွားတယ်ပေါ့နော် okay နော်ပြီးလို့ရှိရင်နော်ဆိုတဲ့အတန်ဆိုလို့ရှိရင်ဒီမှာရှေ့ကြီးဆွဲဆိုလို့ရတယ် okay အဲ့လိုမျိုးဆွဲဆိုလို့ရတဲ့အတန်တွေဒီမှာ continuous ပေါ့နော် continuous consonant လေးတွေပေါ့အဲ့ဒါလေးတွေနဲ့စတဲ့အတန် continuous sound ရှိတဲ့ letter လေးတွေနဲ့ကျွန်တော်တို့စပြီးတော့သင်တဲ့အခါမှာသူ့ကိုနော်ပို့ပြီးလွယ်ကူစေခုနကတော့ power လေးပေါ့နော် power လေးဒီဒါတွေကလည်းနော်ဒါတွေကလည်းကျွန်တော်တို့ continuous သွားလို့ရတယ်ပေါ့နော်ကျွန်တော်တို့
at နော်ဒါဆိုလို့ရှိရင်သူတနည်းလေးပို့ပြီးတော့လွယ်ကူစေတယ်ပေါ့နော်ဥပမာဆိုရင် at ကိုတင်တယ်ပေါ့နော်ဖနော်ဖဆိုရင်ဒါအတန်ပြတ်သွားတယ်ပေါ့နော် at ဒါအတန်နည်းနည်းပြတ်သွားတယ်အတန်မျိုးပေါ့နော်ဒီဆိုလို့ရှိရင်ဒါအတန်ဆက်ပြီးတော့ဆွဲလို့ရတယ်ပေါ့နော်up နော်nap နော် nap ဒါဆိုရင်ဒီမှာဆွဲပြီးတော့ဆိုသွားလို့ရတဲ့အတန်တွေကပို့ပြီးတော့ကလေးတွေ blending လုပ်ရမှာလွယ်ကူတယ်ပေါ့နော်ဒါလေးကိုအရင်စပေးပြီးတော့နည်းနည်းလေးဒီလိုအတန်ပြတ်သွားတယ်တို့သွားတဲ့ခါမှာကလေးတွေပို့ပြီးတော့လွယ်ကူချောမွေ့စေပေါ့နော်နောက်ထပ်တစ်ချက်ကတော့အဲ့လိုပေါ့ကျမတို့ကလေးကအခုမှsat အတန်သုံးခုကိုကျမတို့သင်ရတာခက်တယ်ဆိုရင်ကျမတို့ at ပေါ့နော် at လေးကိုအရင်သင်လိုက်ပေါ့ at တို့ရသွားပြီလား at နော်အဲ့တော့ဒီဆိုရင်ဒါလေးမှတ်ထားမယ် sat နော် sat အဲ့ဒီလိုပေါ့နှလုံးချင်းစီကျမတို့နှလုံးကိုတစ်လုံးချင်းစီအရင်တိုးသွားတာပေါ့နော်နှလုံးချင်းစီအရင်တိုးသွားအရင်ဆုံး okay sat နော်သုံးလုံးလုံးတစ်ပြိုင်နဲ့ blend လုပ်တာမဟုတ်ဘဲနဲ့အချိန်မှာတစ်လုံးစီတိုးသွားတယ်ဒီ method ကိုကျမတို့သုံးပြီးလို့ရတယ်ပေါ့နော် okay ဒါကတော့blending တင်ကြရေးနည်းလမ်းလေးပေါ့နော်ကျမတို့အဲ့လို segmenting တင်တယ်ပေါ့နော် segmenting ကခုနပြောထားတယ်ကျမတို့ words ကိုအရင်အတန်းထွက်ပြလိုက်တယ်ဥမာ sat နော်ကလေးကsat ဆိုတဲ့အတန်းထဲမှာဘာအတန်းနေပါမလဲဆိုတာကိုသူတို့စူးစမ်းပြီးတော့နားထောင်အောင်အဲ့ခါကျမတို့ဘယ်လိုလုပ်ရမလဲအတန်ကိုခက်ရှည်လေးဆွဲပြီးတော့ဆိုရမယ်နော် sat နော်အဲ့ဒီချိန်မှာ sat ဆိုတဲ့အချိန်ရောက်သွားပြီဆိုရင်ကျမတို့ဒါနဲ့ obvious ဖြစ်သွားတယ်ပေါ့နော်အတန် sat ဆိုပြီးတော့သုံးတန်ပါတယ်ဆိုတာလေနားထဲမှာပို့ပြီးတော့ရှင်းလာတယ်ပေါ့နော်ကျမတို့ sat လို့ပြောလိုက်အတန်တန်နဲ့ကြားလိုက်ရတယ်လို့ထင်ရတယ်ပေါ့နော်ဒါပေမဲ့အဲ့ထဲမှာအတန်သုံးတန်ပေါင်းဆက်တယ်ဆိုတော့ကျမတို့ရှည်လေးဆွဲပြီးတော့ဆိုလိုက်တဲ့အခါမှာပို့ပြီးတော့နားထဲမှာရှင်းလေးကြားရတယ်ပေါ့နော်အဲ့လိုလေးကိုpractice လုပ်ပြီးတဲ့အခါမှာ multi sensory approach လေးသုံးပြီးတာကောင်းတယ်ဥပမာဆိုရင်ဒီလိုမျိုးလေးပေါ့နော်ကျမတို့ watch တွေဘာမှမပါဘူးဒီဥစ္စာလေးတွေနဲ့ပေါ့နော် okay ကျမတို့က sat လို့ပြောလိုက်တဲ့စင်ကလေးက sat နော်အဲ့ဒါသူအတန်သုံးတန်ကြားရဲဆိုရင်ဒီလုံးလေးသုံးလုံးကိုသူဖြည့်ပြီးပေါ့နော် okay at အဲ့ဒါဆိုရင်နှစ်တန်နဲ့ဖွဲ့စည်းထားတယ်ပေါ့နော်ဒါလေးတွေကိုကျမတို့အသုံးပြုလို့ရတယ်ပေါ့နော်ပြီးရင်ကျမတို့ဒီ multi sensory approach လို့တိုက်တာလက်နဲ့ပေါ့နော်ဒီမှာဆိုရင်ကျမတို့ဒီလိုလေးပေါ့ at ဒါကခုန blending လုပ်တဲ့အချိန်မှာသုံးလို့ရတယ်ပေါ့နော် at sat နော် at sat နော်ဒီလိုမျိုးလေးတွေအသုံးပြုလို့ရတယ်ဒီကလေးတွေအဓိကသူတို့ကိုသင်ကြားတဲ့အခါမှာကျမတို့အမြင်ရောအကြားရောပြီးရင်လက်နဲ့ကင်တွယ်ထိတွေ့ပြီးတော့သူတို့ body movement တွေပေါ့နော် body movement တွေလုပ်ပြီးတော့သင်တဲ့အခါမှာသူတို့အတွက်ပို့ပြီးတော့ထိရောက်မှုရှိတယ်ပို့ပြီးတော့မှတ်မိတယ်ပေါ့နော်ဒါကတော့ဒီ phonics သင်ကြားရေးမှာအသုံးပြုလို့ရတယ်နည်းလမ်းလေးချို့ပြောပြပေးသွားတာပဲဖြစ်ပါတယ်Okay ကျမဒီ phonics နဲ့ပတ်သက်တဲ့အကြောင်းအရာတွေ early childhood education နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ channel လေးကိုလည်း subscribe လုပ်ထားပေးနိုင်ပါတယ်နောက်ဗီဒီယိုတွေမှာတွေ့မယ်နော် Bye bye